တွေမှာဈေးပေးဝယ်စားရတဲ့မိုကစွန်းလေးကိုဈေးဖို့2000လေးနဲ့စားကောက်အောင်ကြောစားပါမယ်ရှင်။မမကတော့မဝယ်ရပါဘူးကစွန်းရွက်ကတော့ channel ကစိုက်ထားတဲ့ကစွန်းလေးတွေကိုတော့ခုလိုက်ပါတယ်နော်။ပြပူလာပြီဆိုရင်ချက်တော်နေလေးထည့်ပြီးတော့အစရောထည့်ပါမယ်။မိုးလေးစားထည့်ပါမယ်။မိုးလေးကိုခဏကြာလေးချက်ပြရပါမယ်နော်။ဒီနည်းနည်းလေးထည့်ပြီးတော့တည်ထားပါမယ်။ဒီမှာကောင်းလုံးလေးဖြော်ထားပါမယ်။ဒီသားပြီဆိုရင်ကစွန်းရွက်ကိုစားထည့်ပါမယ်။လေးဖြစ်သွားဆိုရင်ဒါသာစားထည့်ပါမယ်။ဟိုကစွန်းကဖြူစီကအဓိကပါနော်။ရှုံးမထည့်မယ်။စားထည့်မယ်။ကဲအခုတင်ဆက်တော့ခိုင်ကြီးဒီမှာအားကြောင့်ဒီကြည့်ပေးဝယ်ရလဲဆိုရင်အင်ဂျော်နဲ့ဘာကြောင့်မတူရလဲဆိုတာကအဓိကကခုနကကြော်ဆိုင်ရင်အကုန်လုံးမထည့်လို့ပါဆိုရင်ကွန်မုတ်ရည်လေးကိုကိုလိုတလောက်လေးပြည့်ပြည့်လေးစားတင်ပြည့်ပြည့်လေးထည့်လိုက်ပါမယ်မမငွေကပစုံဟင်းအဆက်နဲ့စားမှာမလို့ငရုတ်သီးမထည့်ပါဘူးเนาะငရုတ်သီးလေးဖြစ်ဖြစ်ကလော်သီးလေးဖြစ်ဖြစ်ထောင်းပြီးတော့ထည့်စားရင်ပို့ပြီးတော့ကောင်းပါတယ်ရှင်အခုဆိုရင်တော့တော်တော်လေးစားကောင်းတယ်မိုးကစွန်းလေးရပါပြီเนาะဆိုင်ကြီးမှာတော့ဆိုရင်8000 1000လောက်ပေးဝယ်စားရပါတယ်အမီးနေလဲရမ်းကောင်းပါတယ်